ကျွန်တော်တို့ဒီဗုံကြီးတွေကနေပြီးတော့တချို့တို့ကျွန်တော်ကဒီလိုဆိုချင်ပါတယ်ကျွန်တော်တို့ဗုံကြီးပြောပါမယ်နဲ့ကျွန်တော်နဲ့တကွာကျွန်တော်တချို့တို့ဆိုချင်ပါတယ်ဒီရှင်းလေးကတော့ကျွန်တော်တို့ဆီယာဆရာမပြီးသေးဆိုတဲ့အချင်းတို့ပါဆီယာလည်းတော့တို့လို့လို့တိုင်းပြည်ကျွန်တော်ဇုံကကျွန်တော်ရှင်းတိုင်းတာလို့